ရွှေတစိစုရှိကြီးပါသူရရေးအဲ့ဒါလုံးနဲ့တော့ပရိသတ်ကများတော့စိုင်းပြရတာအားရှိရဲ့ညမကလူရှင်တော်နာမည်လေးမိတ်ဆက်ပါမိတ်ဆက်လိုက်ပါဟုတ်ကျွန်တော်နာမည်ကရှင်မအချင်းနန်းနေအချင်းနာချစ်ပန်းလို့ခေါ်တာဟုတ်ရဲ့ဗါတဲ့ဒစ်ဆန်ဟုတ်ဒစ်ဆန်ချစ်ပန်းမှာကွာဒီဒစ်ဆန်ဆိုတာလေဝေဒစ်ဆန်လူရှင်တော်နှစ်ယောက်မှညာဘက်မှာနေတာပရိသတ်ပညာတတ်ခေါင်းဆောင်မှုလို့ဟုတ်ပြီနော်ရှေ့ကဆိုင်းစရာဆိုင်းလေးကောင်အောင်နောက်ကဆိုင်းစင်ပေးရမှာပရိသတ်လူရှင်တော်ရဲ့တာဝန်လူဆိုင်လက်ရုံနှလုံးမင်းတို့တိုက်တဲ့သတိမှန်တဲ့ပညာရဲ့ဆိုကျင်းစုံသားနေမူရရတာဝေဝဲပဲကြဝဲလိုက်ရဘုံသားကြီးဒီနှစ်သက်ကြီးတို့ဟာတာချီကျူလောက်တယ်နူကောင်းတာမကောင်းတာနောက်ထားလူရှင်တော်ဆိုအဲ့ဒီလိုအားနေမှနဲ့အလုပ်လုပ်တာကိုကျွန်တော်ကသဘောကျလောက်ပါလူရှင်တော်ခေါင်းဆောင်ဆိုတော့ဒါလိုလာမှာချမိုင်းနောက်တစ်ခေါက်တော့နောက်တစ်ခေါက်တို့သဘောကျလို့အားနေမှနဲ့လက်ရုံနှလုံးမင်းတို့တိုက်တာသတိမှန်တဲ့ပညာရဲ့ဆိုကျင်းစုံသားနေဝဲဟာတာချီကျူလောက်တယ်သူဘာတွေဝါစာလက်ကြတော့တယောက်ကလူပြောအဲ့စာသားလေးမနဲ့ကြတော့ကျွန်တော်ကုပေးအောင်တက်လားကိုချစ်ပတ်ညီလေးဟောတာကချီကျူလောက်တဲ့နုဟုတ်ပြီပြီးမှုလောက်နဲ့အတတ်ပညာရှင်ကိုသူ့ကိုတော့ပါတိတာဆိုတာကပညာရှိဖို့ကြိုက်လိုက်တာဟုတ်ကဲ့အမောကိုပြေးသွားတာဟုတ်ကဲ့ပထိုင်လက်ကအတိတ်တွေကပထွေးလက်ကိုင်းအကောက်ပြောပါရောင်ကြီးကချစ်လို့စတယ်မစောင်းနဲ့ဘာပထွေးလက်ကိုင်းပြောပြမယ်နော်ပရိသတ်ပဏိတာဆိုတာကပညာရှိဟုတ်ပြီဒါပေမဲ့ခေါ်တော့တပင်းလို့ခေါ်မယ်ဆိုရင်တော့သူရထက်နေဟာတာဂီတလူလေဂီတလူလေဟုတ်တယ်လူနေဆိုတာလီလူတာပေါ့ကြီးကောင်းမရဲ့ညင်းဖက်ကောင်းမဖဲဦးညင်းဖက်တခေါ်ကြီးနဲ့6တာဒီတစ်ခါတွေ့ဘူးလားဘယ်နဲ့6တာပဲပါတော့မခေါ်မှ6ရမှာလားတမကအခေါ်ကြီးနဲ့6နေတာကောင်းပြောဂီတလူလင်ဆိုတာအရွယ်မနှောင်းသေးတာကိုပြောတာကျွန်တော်သူတော်ထန်တဲ့ပရိသတ်အသက်အပြည့်20ခွန်ကျော်လို့28ထဲရောက်ပါပြီဟုတ်တယ်နော်ဂီတလူလင်တဲ့အရွယ်မနှောင်းသေးတာကိုလူလင်ဟုတ်တယ်ကျွန်တော်သူတော်ထန်တဲ့အိမ်အောင်မကြသေးတဲ့လူပြိုပါဆိုတာနောက်ကနေပြီးတော့မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်ဟုတ်တယ်လေနော်ပြီးလူပြိုကြီးတဲ့ဝင်တော့မယ်ပေါ့နော်28ဆိုတော့ကြိုက်လက်ကဈေးပန်းခင်းနေတာနော်အဲ့တော့အဲ့ဒါဈေးပန်းခင်းနေတာအပြိုကြီးများရှင်းလာအားပေးလို့ရပါတယ်အဲ့တော့ဂီတလူလင်ဆိုတာအရွယ်မနှောင်းသေးတာကိုပြောတာဟုတ်ပြီတကယ်ကောင်းမကောင်းသဘောအမှန်ကိုချပြီးသူရခင်ဗျဒီညမှာလောကရဆိုတာရင်ဖွင့်ပြလိုက်စမ်းမလောကရရင်ဖွင့်ပြဟုတ်ပရိသတ်ချွေးရတော့တီးတဲ့အတိုင်းပဲဟုတ်တယ်ညစ်ချလို့အရင်ကိုညစ်ချလို့ရတယ်လှကျင်လို့လာဝတ်ထားတာဒုနဲ့အိုက်ပြုံနေတာဟုတ်ပါတောင်ရှိကြီးဝတ်ထားတာအောက်ကဖောင်းပြီးလေးပါအေးစိုက်ပြီးတာနဲ့တို့မီးသွေးဖုန်နေတူးနေတာဘာကြောင့်လဲတဲ့တို့အလူရှင်ပေးထားတာကကြောက်ခဲတလဲမဟုတ်ဘူးမဟုတ်ပါဘူးဒီခေတ်ဒီခါတဲ့ပရိသတ်အဝေးပြမန္တလေးတီလှမ်းပြီးတော့မေတ္တာရှိလို့ငှားတာမလွယ်ဘူးဟုတ်တယ်ကျွန်တော်တို့မှလည်း2ရက်လာရတယ်တို့လည်းလာတာမလွယ်ဘူးပြန်ရင်လည်း2ရက်ပြန်ရမယ်2ရက်ပြန်မှာအဲ့တော့ရောက်တော့ပရိသတ်ကျုံတော့ကြိုက်အောင်တီးရမှာကျွန်တော်ရဲ့တာဝန်ဖြစ်ပါတယ်တာဝန်မှန်ကြီးလေတာဝန်လေးတွေအများကြီးတွေပါတယ်နော်ကြာပါသေးတယ်အဆိုတော်တွေရောအငိမ့်တွေရောအများကြီးပါတော့ကိုအခန်းကဏ္ဍမှာပရိသတ်မလျှော့ဘဲနဲ့ကြိုးစားမှာဟုတ်ပြီနှစ်ဖိုးကချင်းပဲကြလေဖင်ကြားကြတယ်ချီမစပင်းကိုတလို့တတ်လိုက်တော့ဖင်ကြားပြန်ကြစကားကိုလဲဖုတ်ပြောလဲပတ်ရှာမရှိနဲ့ပတ်နဲ့ဖုတ်နဲ့ညီအမအေးပေါ်သူတို့ကမျက်နာချင်းစင်တာဘီးရှိလာတာအကောင်းပြောပါ
လို့ဆိုင်ကောင်းရင်ကောင်းမကောင်းလို့ဟိုက်ကြိုက်လာကြည့်တော့တခြားရွာနဲ့မတူအာကြီးအတင်းတော့တဲ့ရွာတဲ့ဟာလို့လားကွာမင်းတီးတော့မတီးရသေးဘူးလေဟောဗျာကျုပ်တို့မနေ့ကတော့လည်းကျုပ်တို့ကျိုးရောက်ထားတာကြိုက်လာကြောင်းရွာကြောင်းကျုပ်တို့ကောင်းကောင်းသိပြီကြိုက်လာကြောင်းခင်ဗျာသိပြီသိပြီသားဟိုက်ရွာတခြားရွာနဲ့လည်းမတူတို့ညမတွေဒိုးမတွေစကားပြောလဲမတရားယဉ်ကျေးတာပြောလဲဒိုးမတွေဒိုးညမတွေယဉ်ကျေးတာမဟုတ်ဟိုက်ကြိုက်လာဒိုးကိုတဲ့ဒိုးကြီးလည်းစကားပြောတော့ဘယ်ရွာနဲ့မှမတူအောင်ယဉ်ကျေးတဲ့ရွာဗျာကာလာသားတွေဟောကိုကာလာသားတွေညနေကကျွန်တော်တို့ကဟိုဘက်ထမင်းကျွေးရုံထမင်းစားသွားတော့ဟုတ်ပါမထမင်းစားသွားတော့ဟိုက်ကြိုက်လာဒိုးကိုတဲ့ဒိုးကြီးစကားပြောမယဉ်ကျေးတော့ဘယ်နေလားငါလားနဲ့ငါလိုချင်းကိုထွေးလို့ငါတို့ချင်းမှာငါတို့ချင်းကိုထွေးလို့ငါတို့ချင်းထွေးလို့ဒါသူတို့ချစ်လို့ကြည်သားတာတယောက်နဲ့တယောက်ချစ်လို့ကြည်သားတာငါတို့ချင်းကိုထွေးလို့အဲ့လိုလုပ်အဲ့ရွာလူတွေတင်ပညာတတ်တာမဟုတ်ဘူးဗျကြိုက်လာတလိမ့်ဆန်လေးကစားပညာတတ်တဲ့ရွာဗျနေဝိုင်းခင်ဗျာမင်းလူရှင်တော်ဖြစ်ပြီးတော့လူရှင်တော်လို့ပေါက်ပန်း40မပြောနဲ့လူတွေပညာတတ်တာသူတို့ထနေလက်ခံတယ်အေးလေဘယ်တလိမ့်ဆန်ကပညာတတ်မှာတော့ဟိုဗျာရွာသားလေဒီရွာရေပေါ်တယ်လीရေပေါ်ဆိုကျွန်တော်ကနှစ်ခါချိုးပြီးနှစ်ခါချိုးရင်ညောင်းနဲ့ပတ်လက်နဲ့ကူလိုက်မလေးမှားဝါတိုးကူလိုက်မလေးအရေးတဲ့ချီတုံးကြီးလာလို့မင်းနဲ့ရှောင်းလိုက်တာတမျိုးနော်အဲ့လောက်ကြည့်လားဟာအဲ့တော့ရေပေါ်တော့ဘာဖြစ်တော့ရေပေါ်တော့ဒီရွာဖားပေါ်တယ်လေဖားရတော့နေရတာကပေါ်ဖားပေါ်တော့ဟိုက်ရွာလူတွေမကောက်ဖားရပါစားပညာတအားတက်တဲ့ရွာဗျဟုတ်လို့လားဟုတ်တယ်ဖားရဘယ်လိုပညာတချို့ဖားတွေဆိုတင်ချအလီတောင်ရွတ်သေးတယ်တချို့ဖားတွေဆိုတင်ချအလီတောင်ရွတ်သေးတယ်ဘယ်လိုရွတ်တုံတင်ချတင်ချအလီဘယ်လိုရွတ်တယ်မှတ်နေတော့တချို့ဘာတွေကြောင့်သင်္ချာအလီတွေမကောက်ဘူးဗျာအလီတွေမကောက်တချို့ဘာတွေကြောင့်အင်္ဂလိပ်စပီကင်လဲကျွမ်းတယ်ဗျာနေဝိုင်းခင်ဗျာဖားကတစ်တလီဆိုတာဖလက်တက်နဲ့အတန်တူလို့ငါလက်ခံတယ်အဲ့လေမဖားကအင်္ဂလိပ်စာရွတ်တာတော့မဖြစ်တာတော့မဖြစ်ဗျာတချို့ဘာတွေအင်္ဂလိပ်စပီကင်ဘယ်လိုရွတ်တယ်မှတ်နေတော့ဘယ်လိုဘီစောင့်မြင်ကက်ကနဲ့ဖနှောက်နဲ့နင်းကြည့်ပါလားတေးတာတော့အင်္ဂလိပ်လိုရွတ်ဆိုသေးသွားလားဘယ်လိုသေးတော့ဘယ်လိုသေးတဲ့အမှန်နေတော့ဘယ်လိုအဖူတာဘိုက်ထဲကလေထွက်သွားတာမဟုတ်အမေတချို့ဘာတွေအသီးရဗျာအလူတကာကြီးဥယျာဉ်လင်းအောင်ဥယျာဉ်လင်းအောင်အလူတကာကြီးဥယျာဉ်လင်းအောင်ကြောက်စီနာလေရောက်ရောဟိုလားရောက်တယ်အလူတကာကြီးဥယျာဉ်လင်းအောင်မြင်ပြီးဖိုင်းရဘလို့စိခေါ်တဲ့အမှန်နေတော့ဘယ်လိုဘောစီမိုက်တယ်ဟေးဟာကအလိုက်သေးဘောစီအတန်ပြောင်းတော့အလူတကာကြီးဥယျာဉ်လင်းအောင်လည်းပြောဖိုင်းရအဲ့လိုစိခေါ်တာအလူတကာလည်းခေါ်တော့ဒီဘက်ကလူရှင်တော်ကိုချစ်ပန်းလည်းသူ့လည်းခေါ်မဲ့မှတ်ပြီးတော့ငါလည်းခေါ်စီချင်တာကြောက်စီနာလေးမယုံမလဲလဲသွားရောကိုပဲနှောင်းသွားဖိုင်းရပြောင်းဟောသွားဘယ်လိုလဲငတ်တယ်လည်းပြတ်တယ်လည်းငတ်တယ်လည်းပြတ်တယ်လည်းဘောစီလည်းမဟုတ်ငတ်တယ်လည်းပြတ်တယ်လည်းငတ်လည်းဒီတဲ့ပဲနှုံကွာတောင်းစားမှာအနာရပါအောင်ရင်းရတော့ကျိုးသားတော့မှာဒါကြောင့်တမိုက်တစ်ခွန်မှာစိုက်ဘရင်ဟာစိတ်ပေတဲ့နံပြီးရတာမို့တမိုက်တစ်ခွန်မှာစိုက်ဘရင်ဟာစိတ်ပေတဲ့နံပြီးရတာမို့ကြံနေတဲ့စိုက်သမားတွေကလည်းတမိုက်တကပြော့တီးကြတာစိတ်ပေတဲ့တီလုံးတီးခွက်နဲ့မကင်းပါဘူးဟုတ်ပြီဒါကြောင့်ပြည်စုံချင်းအနက်ကနဲ့ရွာသားနေဝိုင်းရှင်းနှံသင်းသောအကွက်ဆိုပြချကွာဟေးချာဘာဖြစ်ဆိုင်းဆရာကိုထင်မသိနဲ့နော်မသိနဲ့အဲ့တော့ကျွန်တော်သူနဲ့ထင်တယ်ကကျိန်းလာခုမှရောက်တာဆိုတော့ကိုချစ်ပန်းဗျာကျွန်တော်ရဲ့အကြောင်းလေးကိုဟောဒီကျိန်းလာပရိသတ်တက်ရောလုံးသိအောင်မိတ်ဆက်ပေးစမ်းမိတ်ဆက်ပေးဆိုသူ့မိဘတွေမတရားချမ်းသာတာဟုတ်ပြီဘာလို့စိုင်းတီးနေတာမန္တလေးမြို့မှာမတရားချမ်းသာတာဘလောက်ချမ်းသာတယ်လဲတော့မမေးနဲ့စောင်းနေခြုံစရာဆောင်းမရှိဘူးအကောင်ပြောချမ်းသာတယ်ပတ်စံပေါ်တယ်ဟုတ်တယ်မစင်ရဘူးနော်မစင်ရဘူးဆိုတာတစ်ပင်မော်တွေတုံနေတာပေါင်းလေးမစင်ရဘူးမကြည့်ရတဲ့ခုလားမကြည့်ရတဲ့ခုမပြောင်းနဲ့တကယ်မပြောင်းတာနှစ်ဖူးလို့မစင်ရဘူးချမ်းသာတကယ်သူ့မွေးကြီးနဲ့ဆိုရင်တမွေးကြီးလုံးကစိန်ရောင်းတာစိန်ရွှေရတနာတညင်းသီးစားရည်စိန်1000ဘုတ်3လုံး1000ဘုတ်3လုံးအမိုးလာပါဘာဒီပြောနေရတော့ကွာကောင်းလို့ငွေချင်း9ယောက်ရှိတယ်အငယ်ဆုံးမှာသားလေးတစ်ယောက်ထုံးပေါက်ခဲ့တာမောင်လေးတစ်ယောက်တည်းအကြီးဆုံးအမ3ယောက်96ပါးယောဂနဲ့လင်ရကုန်ပြ
အရွယ်ရောက် အရွယ်ရောက်လို့အိမ်အောင်ကြတာ သူကသူရကျင်တာနဲ့ရလိမ့်မယ်ကွာတကယ်ချမ်းသာတယ်နော်ဒီလိုပြောလို့သူရထက်နိုင်ကိုအခြေတစ်မျိုးမထင်နဲ့ အခြေတစ်မျိုးမထင် အခြေတစ်မျိုးမထင်နဲ့နေတို့တောင်သူ့ရေချိုးရင်စက်ပြတိုက်ပေးရ လူရှင်တော့ဆိုတာဒါမျိုးဖြစ်နေအောင် ဟုတ် ကျေးဇူးတင်တယ်ကွယ် ဟုတ်ပထိုင်လက်ကြီးပထိုင်လက်ကြီးမုံငါမုံမြောင်ကောင်းကောင်းလည်းမပြောဘူးလို့ကြက်ဖန်ခံပြောတတ်တယ်ကြက်ဖန်မှန်ကြက်ဖန်ပြောတတ်တယ် ကောင်းကောင်းပြောပါနေတို့တောင်မှသူရေချိုးရင် စက်ပြတိုက်ပေးရ စက်ပြတက် ဟုတ်တယ်စေတလုံးမောင်ဖုံးကကြီးတွန်းလာပြန်ပြီဟဲ့လက်ကြီးကမ်းမှာကိုကြောက်ထဲလားအေး green night အော် Good night Good night WWHH Good night ဘုန်းကြီးကျောင်းတော့နဲ့တွေ့နေ ကောင်းကောင်းပြောစေတလုံးမဖုံးက ကြီးတွန်းထွန်းကကြည်သိညက်မြင့်မြတ်ကဖက်နှခင်းနေမင်းကမစိုးလျှော်အကကောင်းတဲ့ကြော်ဘောကသူ့အိမ်မှာထမင်းချက် မင်းသားတွေကြည့် ဖေးထွက်ခုတ်တာပြည်တီဦးမြေတူးခိုင်းတာနေမျိုးအောင်စုံးမကစေးတာအောင်ရဲလေးဟင်းချက်ခိုင်းတာဟဲဝေရမိန်နေပြန်လို့ခဏအကန်ခံရတာကဆိုင်ခန်းလိုက်အရမိုင်နေဆိုပြီးသူ့အဖေမြပရင်းကြီးကကြော်ရဲအောင်ကိုနေရင်မင်းအလုတ်လောက်တာမသေးကြဘူးတဲ့မင်းအလုတ်လောက်တာမသေးကြဘူးဆိုပြီးတော့ချမ်းဝန်းထဲမှာအစင်ပိုင်ရအောင်ခင်းလိုက်ကိုမာလီအရာထားစာစီလို့သူစတိုင်လုံးတာကျွန်တော်မကြွားဘူးတော့ မကြောနဲ့ စတိုင်လုံးတာကျွန်တော်မကြွားဘူးနောက်ကပိုင်တကုံဝါတီးမယ်မင်းဆိုင်တအားတီးကွာပိုင်တကုံကအဲ့လိုနဖူးပြောင်လို့လားအပြောင်တာထဲ့မယ်နင်းလဲငါခေါ်တာဘာလို့ထဲ့လဲကြည့်ပြီးနော် နောက်ကနေသူ့ကိုယ်သူမြောက်သွားတာ ဟုတ်ကဲ့ ရှေ့ကမောနေလို့ကိုဆိုင်ဆရာများမြောက်ပေးမလားအားကိုလိုက်တယ်ပရိသတ်လက်ကားကောင် ဘာလို့ ဖွတ်ချီးရ ဟုတ်ချင် ညာဘက်ကအားကိုမရလေဘယ်ဘက်ကတယောက်လုံးကျန်နေ ညီလေးကိုအစကတည်းကအားကိုးလိုက်စမ်းပါကိုအားကိုးလို့အရင်လဲဒုက္ခရောက်တဲ့ဆိုင်းဆရာပေါင်းမနှဲတော့ဘူးမဟုတ်အစင်ပြေတဲ့ဆိုင်းဆရာပေါင်းမနှဲတော့ကြီးပွားချမ်းသာကုန်ပြီနာမည်ကြီးကုန်ပြီဒါလို့လား ဒီညကြိုက်လာမှသူရထနေစူးစမ်းမှာနော်မစူးစမ်းမှာတော့မပူနဲ့အဲ့တော့ဝါတိုင်းနဲ့ကိုနေဝိုင်း ရွာသား ခမ ्या ကိုအားကိုမယ် လောက်လိုက်စမ်းပါယေကျွန်တော်ဆိုင်းဆရာသူရထက်နိုင်ယခုလိုကြိုးစားတီးလို့ကျွန်တော်တို့မနစ်ကဗကန်ညောင်ဦးမြို့မှာတီးတာ ညာဦးမျိုးပေါ်မှာတီးရ ဗကန်ညောင်ဦးမြို့မှာတီးတော့ကျုပ်တို့ဆိုင်ဝိုင်းညက်လေဗကန်ညောင်ဦးမြို့မှာခွေးထားတာနော်ဗကန်ညောင်ဦးမြို့ဆိုတော့ကဘာလက်ခကြီးတွေလာတယ်လေနိုင်ငံသားတွေလာတော့ကျုပ်တို့ဆိုင်ဝိုင်းကြီးကိုဓာတ်ပုံတွေနဲ့ရှေ့ကနေဖြတ်ခနဲ့ရိုက်လိုက်ရှေ့ကနေကင်မရာတွေနဲ့ဖြတ်ခနဲ့ရိုက်လိုက် အထူးဆန်းဖြင့် ဗကန်ညောင်ဦးမြို့မှာရှေ့ကရွာသားဆရာသူရထက်နိုင်ကတအားတီးတာတအားတီးတော့ကြရိုက်ရစုတော်ငွေငါတော့သူစုကြသွားတာ ပြီးခဲ့တဲ့နေ့ကပရိသတ်ကျွန်တော်တို့ပကံအာနန္ဒာဖျားပြီးမှကျွန်တော်တို့ဆိုင်းဆင်ပြီးတော့စူးစမ်းတီးလိုက်တယ် ဟုတ်ကဲ့ တအားတီးတော့ ကြရိုက်ရစုတော်ငွေငါတော့သူစုကြသွားတာ အစိုးရ9000ရ နောက်ထပ်အဟုတ်တီးတော့တရုတ်ကြီးကစုတော်ငွေတက်လိုက်သူစက်ပြီးစုကြသွားတာ သသိန်းဝဲအစိုးရ ဟုတ်တယ်ဟဲမလာကြည်သား မိုက်လာကြည်လားနင်းလင်ကြီးမလာကြည်သား ကောင်းပြောပါ မိုက်လာကြည်လားလည်းမဟုတ် မလာကြည်လည်းမဟုတ်ဘူး အဲ့တော့ပရိသတ်စောစောစီးစီးသသိန်းဝဲရ ဟုတ်တယ် အဲ့တော့တို့အလူရှင်နေစုချမြန်မိတ်နေတာမ မတူအရေးရောင်ကိုမမြင်ရသေးဘူးဖြစ်နေတာငါလည်းအဲ့လာညှောနေတာဘေးချင်းလာနိုးတဲ့လူချက်နေလို့ပဲလာမရလို့ ရဟိုဘက်ကကွန်းလာလို့ရဟုတ်တယ်နေဝိုင်းကြီးကလည်းနာနိုးဘာလို့လာနိုးစုကြမြန်ဝင်နေအဟုတ်တီးတော့တရုတ်ကြီးကစုတော်ငွေတက်သိမ့်ဆိုပြီးစုကြသွားတာဟုတ်ပြီတရုတ်စကားတော့ပြောသွားသေးရဲ့ ဟာတရုတ်စကား သိလား ဘယ်လိုတော့ တရုတ်စကားဆိုတာဖြူစုပ်ပွင့်တာအဲ့ဒါတရုတ်စကားတဲ့ မနောက်နဲ့ဘာသာစကား language တရုတ်စကားတော့ပြောသွားသေးရဲ့ ဗါတဲ့ လွိဆန်ဝိုင်းဆန်ကွာပီဆာလောမော်အီ ဘယ်လိုလွိဆန်ဝိုင်းဆန်ကွာပီဆာလောမော်အီ အတိတ်က ပေါ်ဖလာမျိုးပြီးကိုတို့ကိုချိုးနေကုန်အီတဲ့
ဒီကောင်တကယ်တင်းရောတကားတက်တာကြိုက်တယ်လို့မေးသားမှာတိတ်ချမေးသားမှာအဆုံငါမေးမယ်မေးသားနားမလဲလို့ဖျောင်းနိုင်ကိုတရုတ်လို့ဘလို့ခေါ်ဖျောင်းတိုင်ကိုတရုတ်လို့ဖျောင်းတိုင်ကိုတရုတ်လို့ရှောင်းလောင်ရီပြောင်းဘလို့ရှောင်းလောင်ရီပြောင်းမြန်မာနဲ့စင် မြန်မာလူကြီးပါဘူး အေးပါမြန်မာနဲ့တရုတ်နဲ့တိတ်မကွဲဘူးဟာနည်းနည်းစင်မယ်အမွှေးတိုင်ကြတရုတ်လို့ဘလို့အမွှေးတိုင်ကိုတရုတ်လို့အမွှေးတိုင်ကိုတရုတ်လို့ရှောင်းလောင်ပြကြဒုတ်သေးသေးလေးကြံသွားကြထိုးတာတကယ်လည်းမတက်ဖက်နဲ့တိတ်ချမေးသားမှာတကယ်တက်တယ်တိတ်ချမေးတိုက်ရင်မေးမကွာတရုတ်လို့မရကြီးကိုဘလို့ခေါ်မရကြီးကိုတရုတ်လို့မရကြီးကိုတရုတ်လို့ဝါခါဘလို့ဝါခါမရကြီးဝါခါမရလက်လူခါမရငယ်ကြတော့မြတ်တခါမတိုင်းရဖုံးဖို့ပဲမရငယ်ကိုမရငယ်လို့ပြောရင်ရိုင်းတယ်ကြိုက်လက်ကရိုင်းတာမကြိုက်ဘူးမရငယ်ကိုရင်ကြီးအောင်ပြောတဲ့နည်းရှိတယ်ဘယ်လိုပြောလင်ကိုးမာတယ်လင်ကိုးမာကိုဆိုးတယ်ရွာသားနဲ့ကျွန်တော်နဲ့ပကံညောင်းမြို့မှာတိပြီးတော့ကျွန်တော်တို့ရန်ကုန်မြို့သွားလဲတာလေရန်ကုန်လာခဲ့ရန်ကုန်လဲရောက်သူရထက်နဲ့ကိုနေဝိုင်းကျွန်တော်တို့ရောက်တော့ရောက်ကိုက်ရွှေတကုံဖရသွားမဲကျွန်တော်တို့ကပရိသတ်အမှန်တမ်းပြောရင်အညာသားတွေဟုတ်တယ်အထက်မြန်မာပြည်အညာသားတွေဆိုတော့ရန်ကုန်ရောက်ရင်ကျန်တဲ့နေရာမသွားတတ်ဘူးရွှေတကုံဖျားပဲတန်းသွားတယ်ဟုတ်ကဲ့ရွှေတကုံဖျားဖို့တော့ဗာဖြစ်ရွှေတကုံဖျားကိုလည်းရောက်မေတက်ခိုင်နဲ့တွေ့တာမေတက်ခိုင်နဲ့တွေ့တော့ဗာဖြစ်မေတက်ခိုင်လည်းမြေရောသူရတက်နေရကိုဒီဝိုင်းနေဟိုပါမေတက်ခိုင်ကြီးမပြောနဲ့ပြောမှာပဲလူတွေအများကြီးရှက်စရာကြီးပြောမှာပဲဟိုပါလေကိုဒီဝိုင်းနေဟိုပါလေမေတက်ခိုင်ကြီးမပြောနဲ့လို့ဟိုပါရှက်စရာကြီးပြောမှာပဲဒီကောင်ကကြောက်ဟိုပါလေကိုဒီဝိုင်းနေနေရပါဖြစ်တယ်သူအားရကြီးပြောနေတာဟုတ်တယ်မရှင်းတော့ပါအလုံးကြီးနေပါစတဲ့ရောက်သွားပြီခွင်းညွန်တရားကောင်းဟိုပါလေကိုဒီဝိုင်းနေဟိုပါလေမေတက်ခိုင်ကြီးဆိုပြီးတော့မေတက်ခိုင်နာလေးကိုတွားပြီးတော့ရှလွတ်နဲ့ဆိုပြီးတော့ဖက်နံကတောင်ထမိန်တွေကုန်တောင်နေတာဆိုင်းเสียထမိန်တော့မလားအဲ့တော့ဒီမှာတက်ပြဿနာတက်တာပဲဘာလို့ခိုင်ချင်းတူရဲ့အကျော်မခံမှုဘလို့ခိုင်ချင်းတူရဲ့အကျော်မခံမှုခိုင်ချင်းတူအကျော်မခံမှုဆိုခိုင်သေးကြီးပစိုးလေးထလန်တာပဲဘာလို့တော့ပစိုးလေးထလန်တာမုံထားတဲ့ပစိုးလေးထလန်တာမုံကြီးမလို့မုံအောင်ကြီးသွားသေးတယ်ဟိုမုံဖာတဲ့ကိအဲ့တော့ပါရာကိတော်သားမလူကြီးတယ်ပါရာကိနောက်ဟိုအေးလက်တိုက်တွေရွာသားကိုဟိုကျွန်တော်တို့ငငယ်တော့တီဝီထဲမှာကြော်ညာလာတဲ့အေးဗါတဲ့တို့လက်စားမောပြီးနှစ်ချီချူကြီးတို့လိုက်ချီချူကြီးနေမွေနောက်ဟိုမုံလည်းတွေ့သွားသေးတယ်အကိုဘာတော့အကိုဟိုလေးဟိုညမလေးဟို45ရက်မပြေးသေးလို့ညမနာမကတ်နဲ့ဆိုတဲ့မုံအဲ့ဒါဘာမုံစနွန်မကင်းဘာလို့ဆန်းစားနေသေးလဲဟိုမုံလည်းတွေ့သွားသေးဘယ်မုံအကူကတော့ရက်ဆက်တာပဲငါဘာလုပ်လို့အကူကတော့ရက်ဆက်တာညီမမလေးကိုချီမကိုကြည့်ရင်တော့မမြင်နိုင်တဲ့ဘဝဖြစ်နေပြီအိုက်မုံဘာမုံပူတီမသားကြီးကဘိုက်ကြီးတယ်ပြောကွာနောက်ဟိုမုံလည်းတွေ့သွားသေးတယ်ဘာမုံတဆွေလုံးတစ်မျိုးလုံးရေတဲ့ခုံးချသေးတဲ့မုံဘာမုံလုံးရေပေါ်အဲ့တော့ရွာသားရဲ့အလားတရားရွာသားတကွက်တီးလိုက်ကျွန်တော်ကစိုင်းစင်လေးတိချစဉ်းစားထားလိုက်ကောင်းကျွန်တော်ကောင်းတီးရင်ခင်ဗျာကောင်းစင်မှာကောင်းစင်မိမယ်လာပြီတိချလေးတီးလိုက်ဒီလေးရိုးတင်ပြောနေပြိတ္တကြီးပြင်းသွားမှာပြင်းသွားလေအဲ့တော့ရွာသားရဲ့အလားတရားကိုကျွန်တော်ရိုးမပြောဘူးဒီဘက်ကရေသပေတူးလေးနဲ့ပြောမယ်ဟောဒီရေသပေလုံးနဲ့ကျွန်တော်ရဲ့အလားအပကိုတင်သားမှာဟုတ်တယ်လက်စပြိတ္တကျမြန်လေးခက်မြန်လေးရွာသားရဲ့အလားတရားရေသပေတူးနဲ့တော်တော်ပြောမယ်ဆောက်ငါမသိဘူးနင်တော့မသိတော့မယ်အကျော်စုံနေမှပြေးတာကွာအဲ့ဒါမြန်လွန်းနေနေဖတ်တယ်လေနော်အမနေအောင်ကမှတွေ့တယ်မိသားဖာနေအောင်နေလေးစလောက်ပြန်ဟိုးရှိသာထားကြည့်ကြအဲ့တော့နေလို့တော့လေအလုပ်လို့သိုးလို့မကောင်းဘူးလေမနေ
လောတော်လေးနော်တိချာလေးနော်အလောတော်လေးလက်စပြီဟုတ်တယ်လေဟုတ်ရတာလေဘာလို့တော့ဟောင်းငါကိုရင်ကောင်းဟာစိန်ကောင်းရှာမရှင်တဲ့တရက်ငါဆန်ချိပြလို့ငါနဲ့မတည့်ဘူးရလို့စဟုတ်လားစရဲအောက်ကုန်မယ်နော်ကောင်းပြောရှေ့ပြည်သူများကမျောကြတာသူရထနိုင်လေးပါဟောပရိသတ်များကမျောကြတာသူရထနိုင်လေးပါဟုတ်ပြီရှုပ်ယူပါကိုတိချကြည့်စရင်ငါခဲပြီရှုပ်ယူပါကိုတိချကြည့်စရင်ငါခမီပြီစပီလီကမတက်တဲ့ဟေးဝေးရတိုင်းမေစပီလီကမတက်တဲ့ဟေးဝေးရတိုင်းမေနှခေါင်းလေးကချွမေတခိုင်ရဲ့လေနှခေါင်းလေးကချွမေတခိုင်ရဲ့လေကောင်းနေပြီဆက်တော့ပါလီကပေါင်းတောင်းခင်ဝဝကလာလို့တောင်းပါလီကပေါင်းတောင်းခင်ဝဝကလာလို့တောင်းမျက်လုံးလေးကပြူတူတူအဲ့ဒါပြတီမျက်လုံးလေးကပြူတူတူအဲ့ဒါပြတီနေရွက်ကလေးကကာတာတာနေရွက်ကလေးကကာတာတာဘာမကြီးနဲ့ညာဘာမကြီးနဲ့ညာဘာမကြီးနဲ့ညာညာတာအစာပိုင်းတော့မင်းသမီးတွေပေးစားလိုက်တဲ့မေတ္တာခိုင်တွေရောခင်ဝင်းဝါတွေရောနောက်ဆုံးချိန်မှာဝမ်းမာကြီးနဲ့ညားလို့အေးလေဝမ်းမာကြီးနဲ့ညားလေမင်းညာကြီးဘယ်လောက်ပေးထားလို့ပြောညာကြီးကျွန်တော်2သိန်းနဲ့1000ပါဟဲ့မင်း2သိန်းနဲ့ပေးတာ1000မြေရကျွာသား2သိန်းပေးရ1000ကနက်ပွဲတွေကခိုးထားလားပျောက်သွားတာနေမှာနက်ကိုရှူကြမျိုးကြုတ်ကြည်ရင်ရှူနေတာအဲ့ဒီ2သိန်းပေးထားတယ်ဆိုတာမင်းတို့ရှိရမှာထိုင်နေတဲ့မင်းတို့ရဲ့ခေါင်းဆောင်ဆိုင်းစရာကိုချီးမွမ်းပေးဖို့ကွာချီးမွမ်းတာလွယ်ချီးမြောက်ခိုင်းဖို့ချီးမြောက်စာများလွယ်လေးချီးမြောက်တာဘယ်လိုချီးမြောက်ပြချီးမြောက်စာများဒုက္ခလေး2ချောင်းကလောလိုက်ရိုက်လွတ်လိုက်လို့အကောင့်ပြောနေတာချီးမြင့်စေချင်တာဟောချီးမြင့်တာလားကျွန်တော်ချီးမြင့်ချင်လေချီးမြင့်ချင်တာများလွယ်လေးဘယ်လိုဟိုတာဝါတိုင်းမှာတက်ယူလိုက်ပြီးတာလေဟဲ့ကဘာလို့ကောင်းပြောချီးမွမ်းချင်တာချီးမွမ်းချင်တာချီးမွမ်းတာများလွယ်လေးအိတ်တာချင်းနဲ့စောက်ထိုးလေးခုံချလိုက်ပြီးတာဟုတ်မှလို့နေလေကွာဒါလေးပြောတယ်အဲ့လိုစိတ်လို့တဲ့လိုအောင်ပါမင်းနဲ့ဒါလူရှင်တော်ပဲဒါပြိတ္တလည်းရည်တယ်ပြောလားသိနေတာဟုတ်လားဒါမှပြောမခံနေကျန်တဲ့လို့စားလေးအဲ့လိုလောက်ကြပါဦးဗျာရွှေပင်သားလေးဘလူးတွေဝိုင်းရိုက်နေလို့ကိုတော့ဘလီးဖြစ်တော့ဘလူးဟာဘလူးဖြစ်တော့ဘလူးမြဘလီးရဲ့တော်ပြီဆိုကြိုင်သိအောင်အေးအောင်ဟုတ်ပြိတ္တကအာကြီးကွာတော်ပြီဆိုတာကလူရှင်တော်တွေအာမကောတို့တို့ကြိုက်တာပရိသတ်ကိုအကြောင်းကိုပြောပြီးတော့ပရိသတ်နဲ့ကျွန်တော်နဲ့ဓာတ်ရိုက်ပဲပြောပြီးတော့စိုင်းတီးတော့ဘယ်ဒီကောင်တွေအားကိုးတယ်သူစိုင်းစရာတောင်းနေပေးစားလိုက်ညောင်းနေပေးစားလိုက်ဝမ်းနေပေးစားလိုက်မဟုတ်ဘူးလေဒါလူရှင်တော်ဆိုပရိသတ်ကြီးပါပြောဆန္ဒနဲ့ဒါပြောတော့လေနာမသိတော့လို့စိတ်ပြောတာမဟုတ်ဘူးလေအင်းလေတလောက်တော့မသိခါမှာပေါ့ဟာမင်းနဲ့တလောက်မှသိမခံလဲကျန်တဲ့လို့စားလေကျန်တဲ့လို့စားလေရိုက်တော့မပြီးတော့ဘူးဘာစပ်ပောက်ပေးတာကို့ပေါက်ကိုပိတ်အကုန်ပိတ်ကို့ပေါက်ကိုပိတ်ထားတယ်အပေါက်ကအများကြီးလက်က2ချောင်းပဲပါတယ်ကျန်တဲ့ပေါက်မင်းပိတ်ရောငါတော့မပိတ်ကို့အကိုဒါနဲ့ပိတ်ရောဟမ်ပိတ်ပလိုက်ဒါကြီးဒါမြင်တော့ငါအဖေတတိယအဲ့ကောင်ဘာဆိုင်တော့မဟုတ်လေတို့ဖေလက်သမားဟိုတဲ့ချင်းလေးတတိတွားရပါတယ်အဖေမရှိတော့ရင်မအဖေဥစ္စာဒီမှာမသားကြီးအမတ်တရားသိထားသေးတယ်လက်သမားတောက်ဒါကျွန်တော်နဲ့မကြိုက်ဘူးအဲ့တော့ဟဲ့နောက်ကဆိုတော့ကောင်မလေးတွေဟဲ့ကောင်မလေးတွေကြော့ညီတို့အိမ်ယူတော့အပြင်းပြေဆော့လို့ရတယ်ဟဲ့ဒါကြီးဆော့ညီကဘာကောင်မလို့ငါဘာကောင်မလို့အဲ့တော့ကျွန်တော်ပရိသတ်များလူရှင်တော်အာမကိုတော့တော်ကြီးဆိုတာကသူတို့အာကုန်နေပရိသတ်ကျွန်တော်နဲ့ဆိုင်ကောင်းကောင်းမတီးအောင်ရှေ့ရဆိုင်စရာကိုတောင်ပြုံးမြောက်ပြဘာမှမဟုတ်ဘူးဒီလူရှင်တော်တွေကဒီမှာဘာလို့ဒီလူရှင်တော်တွေကသူတို့ထက်လှပြီးသူတို့ထက်ချောပြီးဆိုင်စရာတွေပရိသတ်ကအားပေးပြီးဆိုနောက်ကနေတက်တက်မနာလို့ပြီးလျှောက်ပြောတာဟောကြတာပြောတာလို့သူ့လှလို့ချောလို့မနာလို့တဲ့မင်းလှတယ်လှကျင်လို့လှတာမပေါ့ဘာလို့လှတယ်ဒီဘက်ကချစ်ပန်းရဲ့အယောင်လေးဟတ်နေလို့ချစ်ပန်းရဲ့နင်ကရောင်းနေတာမဟုတ်ဖောနေတာဘာလို့ဒီဆိုင်ထဲမှာလေအောင်မင်းတို့နစ်တော့မင်းပါတော့ဒီဆိုင်ထဲမှာငါပိုးပဲဘာလဲဒီဆိုင်ထဲမှာငါပိုးပဲကွာဒီမှာသူကထက်နိုင်ဘာလို့ဒီဆိုင်ထဲမှာမင်းကြီးပုံငါလည်းပိုးပဲမင်းကဘာပိုးတော့မဟုတ်ဆိုးပိုးအရေးတဲ့မရသေးတာမပြောနဲ့ကွာဘာပိုးမင်းတို့လိုပြောကြသလားဆိုရင်ဟာဒီဆိုင်ထဲမှာချစ်ပါပိုးကွာပိုးဘာပိုးတော့ခိခံပိုးကျွမ်းပြန်မရှိတာမသားကြီးဘလူရုံးနဲ့ထိုးတာဝင်အောင်လည်းမထိုးပြီးမှနော်ဆိုင်သိမ်းမှငါနဲ့ပြီ
တော့ဒီလူရှင်တော်တွေအားကိုးနေပရိသတ်ကျွန်တော်အကြောင်းမကောင်းကြောင်းပဲပြောမှာကျွန်တော်ပရိသတ်ဒီတခါကျတော့စိုင်းပနက်ချပါမယ်ခင်ဗျာပြီးသွားတယ်နဲ့တချင်းတွေကပရိသတ်ဇက်တိုက်ဆိုမှအစီအစဉ်တွေကအများကြီးဆိုတော့စိုင်းတီးလို့ပနက်ချလို့မရတော့ဒါကြောင့်ဒီအချိန်လေးမှာပရိသတ်မမခောက်ဆွဲပြောတော့ပေါ့ခဏလေးပဲဆိုပြီးသွားရင်တို့ညီမတွေအကိုတွေညီလေးတွေညီမလေးတွေကြိုက်တဲ့ခေတချင်းတွေလည်းအများကြီးဆိုပြီးတော့အစီအစဉ်တွေလည်းအများကြီးရှိတယ်ဒါကြောင့်ခုချိန်မှာမန္တဆောက်တော့မန္တပနဲ့အိမ်ဆောက်တော့အိမ်ပနဲ့စိုင်းတီးတော့စိုင်းပနဲ့မင်္ဂလာဆောင်တော့လူပနဲ့မင်္ဂလာပနဲ့တောင်းညစ်ပတ်တော့အဲ့တော့နောက်ကကောင်းမလေးမင်းတို့ဆိုတော့ဓာကြီးပေါ့ဟဲ့မရိုင်းလေဘာလက်နဲ့ထိုးလို့လက်ကမအောင်မိုက်ကင်ထားတာဓာကြီးပေါ့အေးဟုတ်တယ်ဓာကြီးပဲဓာကြီးပဲထီအောင်တော့ထိုးလိုက်သေးတယ်နော်မပြောခံရတယ်လည်းမပြောနဲ့ကောင်းမလေးရှင်နာမည်လေးကထထနိုင်လို့ခေါ်ပါတယ်ရှင်အေးပြိဿကြားလိုက်လားဗါတယ်တော့ထထပန်းဩထထနိုင်သူ့နာမည်ကထထနိုင်လေငါနာမည်ကချစ်ပန်းနှစ်ယောက်ပေါင်းတော့ထထပန်းဟုတ်ဖူးလားလူချင်းမပေါင်းတော့နာမည်ချင်းလိုက်ပေါင်းဘလို့ကောင်းမောအဆိုတော်၄ယောက်ပါပါတယ်နော်ကျွန်တော်ဆိုင်းမာကြီးအဆိုတော်၄ယောက်ဆိုတော့ဒါကအငယ်ဆုံးလေးပညာသင်ကလေးပါဟုတ်တယ်ရောက်တော့ဒါလေးကတင်တုံးလေးတနည်းအားဖြင့်ပြောမယ်ဆိုဒါတင်တုံးလေးဟုတ်တယ်တင်တုံးဆိုတာကတင်လေးတုံးလေးဘလောက်ပြောနားမလဲမှတ်ကိုမမှတ်ဘူးထက်တဲ့နိုင်ရှင်အဲ့ဒီမှာအသက်ဘယ်လောက်ရှိပြီတော့16နှစ်ပါရှင်လက်6နှစ်ပါ16နှစ်ရှိတဲ့အရွယ်ပရိသတ်ကိုညမအရွယ်ကိုသမီးအရွယ်လို့အားပေးပါပညာရှင်မဟုတ်သေးပါဘူးသူတို့ထနေဆိုင်တဲ့ဒီနှစ်မှာပါလာတဲ့ပညာသင်ကလေးပါဟုတ်ပြီအဲ့တော့ထက်တဲ့နိုင်ရှင်ငါညမနဲ့အကိုနဲ့ဟောဒီကျိုင်းလာစံပြကျေးရွာမှာစိုင်းပနက်ချမှာကဟောဒီအောက်ပြည်သားအလင်းငါကျော်စွာပရိသတ်ဘာမှဥဟံပဟင်္ဒရာတာနော်ဘာမှဥဟံပတီးခဲ့တဲ့မင်္ဂလာဆိုင်းတော်နဲ့အောက်ပြည်အောက်ရော်ရော်တော့သူတို့ထနေစိုင်းပနက်ဤကဲ့သို့ချပါရစေဗျာအတီးလေးရင်တော့မင်္ဂလာဆိုင်တော်တပင်မဟာနိုင်မပေါ်တပင်ပညာရှိတာကြောင့်ကဝိလို့ခေါ်မင်္ဂလာဆိုင်တော်တပင်မဟာနိုင်မပေါ်တပင်ပညာရှိတာကြောင့်ကဝိလို့ခေါ်ခက်ခဲလာတာနည်းနည်းလာတာခက်ခဲလာတာနည်းနည်းလာတာခက်ခဲလာတာနည်းနည်းလာတာအဖေတွဲများဝပညာဆုံးလေတနောဆန္ဒရဲ့ညွန့်နာရဲ့လက်ဆောက်မပုံလို့ပမာတူဝေဒနောတိရတာချောချောအေးတေးပြီးသားတော့ဝေမာရင်ကျိလာတာတိမ်မွေ့လာတာဥပါလို့ခေါ်ဒီလုံးတွင်ခဲ့တော့ဒီထုံးတွေကကြောဒီလုံးတွင်ခဲ့တော့ဒီထုံးတွေကကြောဆန္ဒရတဲ့ခေါ်ဥဟံပပညာရမတရေမတဝီလို့ကြောစောင်းမြကလာပြီဟုတ်တယ်မငိုင်းနဲ့လို့ပြောနေတာဘာဖြစ်နေလဲငိုင်းမှာပေါ့မင်းတို့ကဘာနောက်ကစရေကလေးမှလည်းဘာမှထားလည်းမသိသေးမင်းကြီးဟေးမပြောင်းနဲ့ဒီမှာစိုင်းတီးနေတာကွာစိုင်းတီးတာဒီတောင်းတီးပြီးပေါ့ဘေးဆိုင်ဝင်နဲ့ဝင်ကြတယ်ပြောင်းမလီပလီပပြောင်းမှုရောင်းကျင်တဲ့ဒီနာမရောင်းတော့ဟိုဘက်ထွက်ရောက်သွားနော်ဘာဒီတီးနေမှမသိဘူးစိုင်းရဲ့အရာသာမခံစားတတ်သေးပါဘူးတော်ရုံနိုင်ကိုတီးပြီးတော်တော့အဓိကလူငယ်တွေကြိုက်ဖို့လူကြီးတွေအချိန်တန်တူလန်းတူသွားမှာဘယ်လိုဘုံလေးကျောင်းကကန်ကနာဗရီစိတ်သွားမှာအဲ့လိုပြောဥပမာတစ်ခုမဲ့ဟိုတချင်းဆိုကြည့်လိုက်ဟဲ့ပြိတ္တဘာပြောမှမှန်နေရောဘယ်တချင်းဟိုတချင်းပါတော့ပါမြိုင်လေ
တချင်းကြီး ဟိုက်အောက်ကပရိသတ်ကဘာပြန်ပြောမှအမှန်နေတော့ ကျွန်တော်ချီကျူးမှာ ချီနာ ဟိုက်ကဟုတ်တယ်မစော်ကားနဲ့ ဥပမာတော့ကိုဟိုတချင်းဆိုကြည့်လားဟိုက်ပရိသတ်ဘာပြန်ပြောမှအမှန်အချင်းတို့မြန်မာကီတီတေလာတောင်းဟိုက်အောက်ကပရိသတ်ကမင်းဘာပြန်ပြောမှအမှန်နေတော့ ဘာပြော ဘာမှမသိတဲ့တေနာခေါင်း ဟုတ်တယ်တင်းနာကောင်းကြီးကြီးနေတာ မလုံးနဲ့နော်ခစ်ကြီးကဟင်းရောဆိုရင်ခနော့ ခဏတော့ အဆိုတော်ဆိုရင်မနော့ ဟုတ်တယ် လူရှင်တော်ဆိုရင်တခေါ် သူခေါ်တာကြီးညာသေးတာ နေဝိုင်း ဘာလို့ အခုနပြောပြီးသွားပြီ ပလာဆိုင်တီးနေတာပလာဆိုင်ရဲ့အနှစ်သာရတို့ဦးကြီးတွေနားထောင်လာခဲ့တယ်။ဘာကြောင့်လဲတဲ့ကျွန်တော်တီးလိုက်တာတခြားမဟုတ်ဘူးနော်။ကျွန်တော်တို့ကအထက်ကမန္တလေးကအောက်ပြည်ကိုရောက်တော့စိုင်းတလွားမှာပြိတ္တဘာမှစိန်မီတာပေးရဲ့နာမည်အကြီးဆုံးပါပဲ။ဟုတ်ဟင်္ဒရာသာအောက်ပြည်သား ဟုတ်တယ် အလင်းကကျော်သာဘာမှဥဟံပါဘာမှစိန်မီတာကြီးရဲ့အကိုအရင်ဖြစ်တဲ့ဆရာစိတ်ကွယ်လွန်သွားတော့ပြိတ္တမန္တလေးမှာဆရာစိတ်ရဲ့စိုင်းအဖွဲ့သားတွေကရှိတို့ဆရာစိတ်ကတော့စိုင်းဆရာကတော့ကွယ်လွန်သွားပြီးဒီအဖွဲ့တွေနဲ့လက်ခံထားတဲ့ပွဲတွေကအများကြီးရှိတယ်ဘလို့တီးကြမလို့ဆိုပြီးတော့စိတ်ညစ်နေတဲ့အချိန်မှာကျွန်တော်တို့အောက်ပြည်အောက်ရွာကဟင်္ဒရာသာနော်ဘာမှဥဟံပါကမန္တလေးကိုတစ်နှစ်တော်ဝါလာပြီးတော့ဆရာစိတ်ရဲ့စိုင်းအဖွဲ့တော်သားနဲ့ပြိတ္တမန္တလေးမှာတီးသွားတယ်အေးလေ ဒါလေးကိုတတိယလို့နာမည်ကြီးနာမည်ကျော်ကဘာကျော်ပြိတ္တဘာမှအလင်ကကျော်သားဥဟံပါရဲ့မင်္ဂလာဆိုင်တော်နဲ့ဒီညကျွန်တော်စိုင်းပနဲ့ချတာဖြစ်ပါပြီးတော့ခက်တဲ့ချင်းဆိုမှမင်းတို့အပေါက်တွေပိတ်တာစိုင်းတီးရအောင်မဲကွာပေးထားတယ် ပြင်းစရာကောင်းတာမှာခက်တဲ့ရှင်းလေးပါလေဆိုပါ ထဲတဲ့နိုင် ရှင် ငါညီမအစလေးဆိုတော့တာဗါတဲ့မင်္ဂလာ မင်္ဂလာ မင်္ဂလာတဲ့ဆိုင်တော်တပည့်မဟာနိုင်မပေါ်တပည့်ပညာရှိတာကြောင့်ကဝိတို့ခေါ်တဲ့ပြိတ္တဥဟံပါတီးတော်တာဖြစ်ပါအဲ့ဒါကိုကျွန်တော်ကစိုင်းလို့ဒီမှာမင်းတို့လူရှင်တော်တွေမနှောက်ရှက်နဲ့စိုင်းတီးမှဆိုစိုင်းရဲ့အရာတာကိုမင်းတို့ဝါမတေးရင်နေနောက်ကနေမတ်တက်ရပြီးသိချာလေးနားထောင်ဘာတော့တောင်ကြီးမြောက်ကြီးနဲ့စိုင်းကိုနှောက်ရှက်မယ်ဆိုနေအောင်မရှိသိချာကြည့်လိုက်ဟဲ့ဒီလိုငြိမ်နားထောင်နေမှာကျွန်တော်ကသဘောကျတယ် ရင်ကျလို့ငြိမ်းနေများမှန်တယ်လို့ပြောတာဟုတ်လား ဒါပဲစိုင်းရဲ့အရာတာဆိုတော့တရုတ်သေးကောင်းနေလို့မရအောင်အဖွဲအစည်းအင်အားပြတဲ့သဘောဖြစ်ပါမိုက်ကွာနေမိုက်ပြပြ ရေစွတ်ပြီး လောက်ကြည့်နေပါ အောက်ကြီးအောက်ရောကဘဘဥဟံဘကမန္တလေးမူပရိသတ်မန္တလေးကိုတက်ပြီးတီးသွားတယ်ကဲစူချမလို့ လူမကြီးဖြည်းဖြည်းသူ့ကြပါတော့ဖြည်းဖြည်းဟုတ်ပါနေ ဖဏကြီးပါလား မဟုတ်ဘူးမသက်ဆိုင်အေးပါတယ်ပြီးပဲရလူမ ACP ပြီးမှဆူချလိုက်တော့တော့နားလိုက်အောင် စွတ်ကိုပဲကဲအဲ့တော့ဒါလေးပြီးရင်ကျွန်တော်အလူတကောင်နဲ့အလူမမိသားစုဂုံပြူသချင်းလေးဆိုမှဖြစ်ပါတယ်နော်အဲ့တော့တို့အလူရှင်မိသားစုအရင်တည်းလေးပြင်ထားပေးပါဟုတ်ပြီပြီးတော့ဗီဒီယိုမှတ်တမ်းတွေရိုက်ကဲအဲ့တော့ထက်တဲ့နိုင် ရှင် အညမပြန်စတိုင်း မင်္ဂလာမင်္ဂလာဆိုင်တော်တပင်မဟာနိုင်မပေါ်တပင်ပညာရှိတာကြောင့်ကဝိလို့ခေါ်မင်္ဂလာဆိုင်တော်တပင်မဟာနိုင်မပေါ်တပင်ပညာရှိတာကြောင့်ကဝိလို့ခေါ်ခက်ခဲလာတာနည်းနည်းလာတာခက်ခဲလာတာနည်းနည်းလာတာခက်ခဲလာတာနည်းနည်းလာတာအဖတ်တွဲများပါပညာဆုံးလေတနော တူဝေဒနာပမာ
ရှင် ဥဟံပဟံပပညာအယမ တပင်မကဝိလောကျော် ဘာမှဥဟံပကိုလည်းကြော်ရင်ကျွန်တော်ကျိုင်းတဲ့ကြေးရွာကလူကြီးမင်းပရိသတ်ဆိုင်းဝါဒနာရှင်များကိုလည်းအခရင်ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ဟောဒီဆိုင်ကြီးဘလောက်ခံရတယ်ဘလောက်တင်နေတဲ့ဒီအလူမတ်တက်နဲ့လိုက်ဖက်တာဟောဒီဆိုင်မှာတဲ့ဟောဒီဆိုင်စီကခက်ခဲတယ်လို့ဒီဆိုင်ထဲမှာပရိသတ်ကျွန်တော်ရဲ့ညာဘက်မှာညာလျော ဟုတ်ကဲ့ နှဲစီကမောင်သိန်းတို့အောင် တိတ်တို့အောင် သူမှုတ်တဲ့နှဲလူတစ်ထောင်မှာတယောက် မှုတ်တက်ဖို့မလွယ်ပါဘူး မှုတ်နိုင်ခဲ့တယ်ဒီဆိုင်ထဲမှာဆိုလည်းနှဲဆိုလို့ပရိသတ်သူတယောက်မှုတ်တတ်တာ ဟုတ်ကဲ့ ဟုတ်လားဟုတ်လား ဟုတ်တယ်အဲ့တော့မပြောနဲ့နော်အရောက်တော့မှတယောက်ကြောင့်မပြောနဲ့ အယောက်တစ်ထောင်မှာတယောက်ပဲမှုတ်နိုင်တာဟောဒီနှဲငါကြီးထောင်ပြရစမ်းပါ ဟဲ့ ဒီနှဲပါ အတူကြီးမဟုတ်ဘူးငါလည်းမှုတ်တက်တယ်ဟဲ့ အေးကမဟုတ်တာမပြောနဲ့လူရှင်တော် ဟုတ်တယ်ဟဲ့နဲလို့ငါလည်းနဲမှုတ်တယ်တော့ငါနဲမှုတ်လိုက်ရင်ဒီကောင်ကြီးငတ်သွားမှဆိုလို့ငါမမှုတ်ဖဲနေတယ်သဘောပေါက်လိုက် မင်းလူရှင်တော်နှဲမှုတ်တာမင်းနှဲပညာခတ်တယ်နော် ဟာတိုက်တယ်လို့ခါပါဒီငါလည်းအတော်သေးလေးလာလိုက်စားခါတာပါဟာ တကယ်လား ဟာရတယ်ကြွမှတော့ဖြစ်နိုင်မင်းတို့နဲဆရာပြန်ခိုင်းလိုက်သွား မလုပ်ပါနဲ့ဟာဘုမသူမကောင်းကောင်းမှုတ်နေမင်း ဟုတ်တယ်လို့ဟဲ့ဟဲ့ပြန်လိုက်တော့ကွာဟဲ့ပြန်လိုက်တော့နေဝိုင်းက ဟော ပြန်လိုက်တော့ကိုလည်းမင်းအမေတော့ဟုတ်တယ် ဟောမဲစိတ်ဆိုးတော်ပြီ ပြန်လို့ရတယ်သွားရုပ်ချမ်းကြီးနဲ့လမ်းလွှဲနေတာငါကြိုက်တော့နေမှာသွားဘယ်တော့သွားအာကြီးကမကတ်ချီးသားမယ်ဟောတငါပွေးနဲ့လမ်းနိုင်နေတာ ကဲကိုနေဝိုင်း ဟာလို့ ခင်ဗျားကနှဲစရာမလိုဘူးလေးပြောနှဲစရာပါမှာကျွန်တော်စိုင်းတေးရမှာဘယ်လိုလုပ်ခင်ဗျာ ရတယ်နဲ့ဆက်မပါလေကိစ္စမရှိဘူးအကိုကြီးမှုန့်မှာပေါ့ညီလေးက သိရလား ဟာကျွမ်းမိတာ ဟုတ်ရင်ဟုတ်ပါမဟုတ်ရင်တော့မင်းအဆက်ကွဲမှာနော် အာမကွဲရဘူးเนาะကျွမ်းမှာကျွမ်းကျွန်တော်ပြောရမယ်ဆိုဟိုနှဲရနေမှလူရှင်တော်ဖြစ်လာတာ ဟုတ်လား ဟာရပြီသားညီလေး အဲ့ဒါနှဲလေးပါလေးစမ်းကြည့်ပါဦး စမ်းမယ်တခုတော့ရှိရတော့အကိုကြီးရှိရသွားရင်ညီလေးနောက်ကလိုက်နိုင်မှာမလား အမေခင်ဗျာအရင်ဆုံးနှဲမုတ်တက်တာဟုတ်မဟုတ်ဟောဒီပရိသတ်ကိုလက်တွေ့နှဲလေးပါလေးစမ်းပြအောင် ရဟိုမှာညီမလေးလာညီလေးကိုခံပြီးညီမလေးမြန်မြန်လာအကိုကြီးလာမှာလား ဘယ်က မဒီအများကြောင့်တော့ချေလာမပြီးရင်လာမှာမို့ဘယ်ကအဲ့ဒါမင်းအဲ့ရှိပဲနေလိုက်ကဲတို့ညီမလေးကျေးဇူးတင်နေဒီပတ်စံလေးကျွန်တော်မသုံးပါဘူး အဲ့ဒါပါ ကျွန်တော်တပတ်တစ်ခါအဖေကြော့ပါလေ ဟဲ့အဖေနာမည်က မန်ယူလို့ မန်ယူကောင်းလေးကလောင်းကစားမလုပ်နဲ့ မန်ယူဖန်နေမင်္ဂလာပါ လောင်းကစားမလုပ်နဲ့လောင်းကစားလုပ်လို့မွဲတဲ့လူတွေတယောက်ရှိတယ် ဘယ်သူတော့ ငါပဲ အဲ့တော့ခင်ဗျနှဲမော့တက်တာသိကြနော်အဲ့ဒါလို့မိုက်တယ်လို့ ကြွမှာကြွနဲ့ဆရာနော်မကွေးစိတ်တန်တော့ရဲ့တပီး မင်းနာမည် စိတ်သားတခေါ်တယ်စလာကြိုက်အဲ့တော့နည်းနည်းနှဲလေးပါလေကျွန်တော်နည်းနည်းစမ်းလိုက်အောင်မယ်နော်အဲ့တော့ကြိုက်တာရောက်တော့ရောက်ကြိုက်ကလေးပေါ့နော်ကြိုက်အဲ့တော့နှဲမုတ်စမ်းလိုက်အောင်မယ် ဘာဖြစ်တာလဲ ဟုတ်လေနည်းနည်းတလေးကလေးပါလေကတ်နေလို့နည်းနည်းအတန်ပြီးပြသေးတာမုံမယ်ဟဲ့ အဲ့ကဘာသူပြောနေလဲ ကိုတတိပေးနေနည်းနည်းမိတက်လို့နေရဲမုံမယ်ဘာတော့ကိုတတိပေးရလားလို့ဒါပဲလေနဲ့ရဲ့သဘောတရားဆိုတာဒါပဲဟုတ်လားနဲ့ဆိုတာရောက်တစ်ထောင်မှာတယောက်ညလုံးဒါပဲလေနဲ့ဆိုတာဒါပဲဘယ်လို စကားပြောပြီးမှမှုတ်လေရပါလေ ဘာလို့အဲ့လောက်လောကြီးနေရဘာလို့မလည်းညလုံးတွေကိုပြူထွက်လို့ဒါပဲမဲတော့မောတော့နဲ့ဆိုတာမောတယ်မလွယ်ပါဘူးဟုတ်တယ်အဲ့လိုမှစူးချအောင်လေ ဟဲ့ကမင်းဘာကြလေးဖြစ်ကုန်ပြီ ကျောင်းနဲ့ကဘာကြလို့မှုတ်လဲမြည်နေတာနဲ့ဘလို့မမကိုမြည်နေပြောင်းပြန်မှုတ်လဲမြည်တယ် မင်းနေရဘာနဲ့တူတော့ကွာနေနေဦး မင်းတို့နေရလဲအဝေးကဒီပသိမ်ထီးလိုပဲနော်ဥချူယောကလည်းတပိုက်လောက်ကိုကြီးအိုးတီတွေတမျိုးမြည်တဲ့အိုးတီတွေမသားကြီးလွန်းထိုးနေသလားဟော ဒီကဟဲ့ကဒီလာခဲ့
မုတ်တက်တာလည်းမဟုတ်ဘူးနဲ့ရှေ့ထွက်ပြီး ဘာလို့ခင်ဗျားတို့ကြုံမုတ်တက်တယ်ထင်တယ်လား မမုတ်တက်ဘူးထင်နေ မု နော် တ်တက်ဘူးထင်တယ်လား ကဲအဲ့တော့စိုင်းဝါသနာရှင်များကိုကြော်ရင်ဘမဦးဟံပါကိုကျွန်တော်တို့ဒီလိုကလနာသက်ဂုံပြပါရစေခင်ဗျာ ဟုတ်ပြီ တို့ရဒါတော့ဆန်ကျင်းနေပါပြီခင်ဗျာအဲ့တော့အလူရှင်မိသားစုဂုံပြရအောင်နော် ဟုတ်ပြီ ဗီဒီယိုဆင်နယ်လေးအရန်တဲ့ ready ရှိပါတယ် အရန်နဲ့မှာ